Lieutenant ဝင်နှင့်ထူးဆန်းသောလက်ပြတ်တစ်ခုတနေ့တာ၌ကျွန်တော်၏ကျောင်းနေဘက်တန်ငယ်ချင်းဖြစ်သောကောက်ပိုက်သူနှင့်အရာရှိကလေးကိုစိန်ရသည်ကျွန်တော်ချိုင်းနှင့်တက်သောပြောင်းအောင်တစ်စိဗရန်ဒီ၏တိုက်ကျွေးအခမ်းပါမည်ဟုသူနှင့်အတူညသာလာရောက်စားတော့ပါဟုဖိတ်ခေါ်သည်ဖြင့်ကောက်ကိုလန်းရှိတရုတ်ပြဝဲစားယုံတယုံသို့ညနေ၌လာခဲ့မည်ဖြစ်ကြောင်းအကြောင်းပြန်ပြီးနောက်ထုံနှင့်ညနေ6နာရီသာလောက်တွင်ချင်းဆုပ်ထားသောပြဝဲစားယုံသို့ကျွန်ုပ်သွားရောက်ခဲ့၏စားတော့ပြောပါခြင်းအလုံး၌အလွန်ဝရိယကောင်းသောကိုစိန်ရသည်ကျွန်ုပ်ထက်စောပြီးရောက်ရှိနေရာကျွန်ုပ်ကိုစီးကြို၍သူဦးထားသောကြောင်ကြကြအခန်းတွင်သို့ခေါ်၍သွား၏အခန်းတွင်၌အခြားတစ်ယောက်လည်းထိုင်နေသဖြင့်မင်းကြီးရာကိုစိန်ရကသူနှင့်အတူပါလာသူဖြစ်ကြောင်းပြောဆိုပါထိုင်ပြီးမကြမီပင်အစားတောက်ဖွယ်ရာများအားကြားရင်းကိုစိန်ရသည်ထိုသူနှင့်ကျွန်ုပ်တို့မိတ်ဆက်ပေးရာအိန္ဒိယနိုင်ငံသို့တောက်ရောက်အမှုထမ်းနေသောမြန်မာစစ်တမ်းအဖွဲ့ဝင်စစ်ဗိုလ်တဦးဖြစ်ကြောင်းသိရှိရသည်၎င်းစစ်ဗိုလ်ကလေးသည်ကိုစိန်ရနှင့်ညီတဝမ်းခွဲဖြစ်ပြီးအသက်အားဖြင့်30ခန့်သာရှိသေးသူ၏စစ်တပ်ဆိုင်ရာယာတို့မှာ Lieutenant ဖြစ်ရာအကိုတော်ဆက်သူကိုစိန်ရကပင်သူ့ကို Lieutenant ဝေဟုခတ်ဆင်းဆင်းခေါ်ဝေါ်သဖြင့်ကျွန်ုပ်ကလည်းသူ့ကို Lieutenant ဝေဟုပင်ခေါ်ဝေါ်သုံးနှုန်းခဲ့သည်ကျွန်ုပ်ကမူသူကရင်းနှီးစွာပင်အကိုအောင်ထုံးဟုတ်ခေါ်ဝေါ်သုံးနှုန်းပါတယ်Lieutenant ဝေသည်မြန်မာလူငယ်ထဲ၌ယခုအခါတွေ့ရခဲ့သောအရာပေါင်းဖြစ်သည့်ငါးပေ10လက်မခန့်ရှိပြီးအရက်နှင့်ကြစ်လက်၍ကြည်ကောင်းသောခန္ဓာကိုယ်အချိုးစားကိုကျွန်ုပ်ကိုယ်တိုင်အားကြမိခဲ့၏ရုပ်ရည်မှာချောသည်ဟုမဆိုနိုင်တော့လဲမြန်မာပြည်သား၏ခန့်ညားကြည်လင်သောအုပ်ဒီယုံမျိုးရှိသည်ဟုဆိုရပေမည်စကားသံမှာပါဇက်ဖျားမှထွက်သောအတန်မဟုတ်ပဲရင်ခေါင်းတွင်းမှထွက်သောအတန်ဩဇာပါသည့်အတန်တစ်ခုတည်းကိုသာထောက်ဆအကဲခတ်ယုံနှင့်ပြီးတတိအရာ၌ဆန်ထားရသောအလောင်းဖျားမင်းကြော်စွာစသည့်မြန်မာကြီးများ၏ဂုံကိုထိမ့်သိမ့်နိုင်လောက်သောရှာရှာပါပါခေလူငယ်တဦးဖြစ်ကြောင်းရှိစားမိနိုင်၏စကားကိုလူရည်ပြောခြင်းလောရည်ပြောခြင်းစသောယာရုယာကန်ရှိ၍လူငယ်တော်တော်များများကျူးလွန်တတ်သောအောက်တန်းကျသည့်အပြုတ်မှုမျိုးကိုလက်နေနန်းဝင်၌လုံးဝမတွေ့ရသူသည်ကျွန်ုပ်အပြောသည့်အခါ၌စိတ်ဝင်စားစွာနှင့်နားထောင်၏ကျွန်ုပ်မျက်နှာကိုကမကြည့်ကျွန်ုပ်၏ရင်ညွန့်ကိုကြည့်၍နားထောင်တတ်၏အကယ်၍ကိုစိန်ရပြောလှဲကြုံ၍ပြောလျင်လည်းကိုစိန်ရ၏မျက်နှာကိုမကြည့်ကိုစိန်ရ၏ရင်ညွန့်ကိုသာကြည့်၍စိုက်ပြီးနားထောင်၏သို့သောသူကိုယ်တိုင်ပြောလျင်မူကျွန်ုပ်တို့၏ရင်ညွန့်ကိုမကြည့်ပဲကျွန်ုပ်တို့၏နှာခေါင်း၏မျက်လုံးနှလုံးကြားသို့စိုက်၍ကြည့်ပြီးပြောတတ်၏စွန်ရဲ၏အရေးကိုနင်း၍မဟောတထသည်မောကဟစ်အော်လိုက်ယုံများဖြင့်စွန်ရဲသည်သူ၏ရင်တွင်သို့ဝင်ရောက်၍အော်ဟစ်လိုက်သည်ဟုထင်မှတ်ပြီးလက်တစ်ကိုချပေးရသည်ဆိုသည့်စာကိုရခင်ကနှစ်ကာလက်ခံခြင်းမရှိခဲ့တော့လေLieutenant ဝင်နှင့်စကားပြောမိသည်ဆိုရင်ကျွန်ုပ်လုံးဝလက်ခံမိပါတော့သည်အဘဲကြောင့်ဆိုတော့ Lieutenant ဝင်၏အတန်သည်ကျွန်ုပ်၏နှလုံးသို့ခိုက်သည့်အထိဆက်ရောက်သွားသည်ဟုထင်မှတ်ခဲ့သောကြောင့်ဖြစ်၏ကျွန်ုပ်တို့သည်ပြောင်းတစ်စိတ် brandy များကိုအမျိုးမျိုးအဖုံဖုံချက်ပြုတ်ကြော်လော်ထားသောစားတောက်ဖွယ်ရာများဖြင့်စားတောက်ကြပြီးနောက်မှထမင်းကိုစားကြ၏ထမင်းစားပြီးလျှင်ကိုစိန်ရနှင့်ကျွန်ုပ်ကစစ်ကရက်များတောက်ကြ၏စလိမ့်မတောက်တတ်သော Lieutenant ဝင်မူစင်စင်ဟုခေါ်သောဗလာရှင်ဆေးပြားကဲ့သို့ဆေးပြားကလေးများကိုထုတ်၍ငုံ၏ကိုအောင်ထွန်းကိုပြောပြရင်ယုံပါမလားမသိဘူးကိုစိန်ရသည်အထက်ပါအတိုင်းစကားဆလိုက်၏ဘာကိုပြောပြမှာလဲယုံစရာရှိလဲယုံရတာပေါ့ဗျာယုံစရာလုံးမရှိလို့ခတ်နေတာပေါ့ဗျာတန်မှုရောစစ်တန်မှုရောစစ်ဆေးရုံကဆရာဝန်တွေရောမိခင်တရင်မှုကရောအိုရဒီနေ့ထိတော့Lieutenant ဝင်ရဲ့အဖြစ်ကိုပြောပြရင်ယုံတဲ့ဆိုတဲ့လူတယောက်မှမတွေ့မိပါဘူးဗျာအချာယခုအခါစစ်ဆေးရုံကိုတမတော်စစ်ဆေးရုံကိုအကြောင်းလေးခေါ်ပါသည်ဒီဘလို့ကိစ္စလေးပြောစမ်းပါအောင်ဗျာကျွန်တော်ကတဆင့်ပြောရတာထက်ကာယကံရှင်ကရှိနေလေတော့ကာယကံရှင်ကိုယ်တိုင်ပြောပြရင်ပိုကောင်းတာပေါ့ဗျာကဲLieutenant ဝင်ဟောဒီကမောင်အကိုကြီးကိုအောင်ထုံးကိုဖောက်သေးချလိုက်စမ်းပါဦးဟုတ်ပါတယ် Lieutenant ဝင်ဘလို့ကိစ္စလဲဆိုတာသိရတာပေါ့ဗျာLieutenant ဝင်ဒီပြုံးရေးခေါင်းကြီးကိုကြီးအောင်ထုံးရကျွန်တော်အနေနဲ့တော့ပြောရမှာတိတ်ပြီးအားမရှိလာဘူးကြားသမျှသူတွေဟာကျွန်တော်ပြောပြတာကိုယုံနေဆိုတဲ့လူတယောက်မှမတွေ့ရသေးဘူးအဲ့ဒီလိုမယုံကြလို့စစ်တမ်းမှုကနေတန်မှုကိုအကြောင်းကြားပြီးအိန္ဒိယမှာကလေးကကျွန်တော်ကစိတ်ဝင်စားရှင်တူပြောရရင်ယူသွားပြီဆိုပြီးမြန်မာပြည်ပြန်ဖို့ခဲ့တယ်မြန်မာပြည်ရောက်တော့လေကျွန်တော်စကားကိုဘယ်သူမှမယုံကြတဲ့အတွက်မင်္ဂလာတုံစေယုံစိတ်တစစေယုံယခုစိတ်ကြမ်းမာရေးစေယုံစေရာလူကန်ချုပ်တို့ယုံတွေကနေခေါ်ပြီးစစ်ဆေးနေလိုက်တာဗျာစိတ်ကိုရှုပ်နေတာပဲကျွန်တော်အထင်တော့ငကိုမယူပဲသူတို့ကယူတယ်လို့ထင်ပြီးခေါ်စစ်နေတာနဲ့ကြာရင်စိတ်ညစ်ပြီးတကယ်ယူသွား
ဘာတောင်စိုးရင်မိတယ်ကိုကြီးကဘလို့ကိစ္စမျိုးမို့ဒီလောက်တောင်မယုံကြရတာလေလို့နဲ့ဒီလိုပါခင်ဗျာလွန်ခဲ့တဲ့၄နှစ်လောက်ကအိန္ဒိယပြည်ကိုစစ်တပ်အဖြစ်ရောက်ခဲ့ပါတယ်စစ်တပ်မှုကရောတန်ရုံအဖွဲ့ဝင်တို့ကပါကျွန်တော်တို့ကိုခင်ခင်မင်းမင်းလေးလေးစားစားရှိကြပါတယ်စစ်ပုံကဒီကားစပါရဲ့ခင်ဗျာနောက်နေ့နန်းဝတီထုံးစံအတိုင်းကျွန်တော်ဤမျက်မှောက်ဟုခေါ်သောနှာခေါင်းရင်းမျိုးလုံးနှလုံးကြားကိုကြည့်၍တလုံးချင်းအေးစစ်စစ်ပြောနေရရှုံပြုတ်ပြုတ်အထဲသို့ကြောက်ခဲကိုတလုံးချင်းပေါက်ရသွင်းတက်ကဲ့သို့သူဤစကားများသည်ကျွန်တော်ဤနှလုံးအိမ်သို့တလုံးချင်းမြုပ်ရဝင်သွားပုံခံစားမိထို့ကြောင့်ကျွန်တော်သည်လက်ဖက်နန်းဝတီဤစကားများကိုဤတသက်၌မိသွားရန်အကြောင်းမရှိတော့ချေသူသည်ဆက်ရပြောပြန်၏ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့မိတ်ဆွေတို့အဲ့တော့တာနဲ့ကျွန်တော်နေတဲ့နေရာနဲ့တိတ်မဝေးတဲ့ဟိုတယ်တစ်ခုမှာဖွင့်ထားတဲ့ပူရာဒူစကားပြောတင်တန်းကိုညနေဘက်မှာသွားတက်တယ်ဗျ။ကျောင်းတက်လို့2လလောက်ကြာတဲ့သွားရောကျောင်းကအပြန်လမ်းမှာမင်းကလေးတယောက်ကိုလူဆိုးတွေကလူရက်ဖို့စူးစမ်းနေကြတာနဲ့ဝင်ပြီးကူညီတယ်။ဆက်ပါအောင်။မောင်စလန်းကအလွမ်းတွေပါဒီညပါမယ်ထင်တယ်။ဘာလာအကိုကြီးရဲ့ကဲပါစမ်းပါအောင်။တူကောက်ရရင်အဲ့ဒီမင်းကလေးနဲ့ကျွန်တော်ခင်မင်သွားကြတယ်ဆိုတော့သူကမကုံပါလေးပါသူ့နာမည်ကဘီဘီနာတဲ့ဒါထက်စကားမဆက်လက်ဖက်နန်းဝီနဲ့အဲ့ဒီမိန်းကလေးခင်မင်တာတော့ဟုတ်ပါပြီမောင်တို့တယောက်နဲ့တယောက်ဘယ်စကားနဲ့ပြောကြတယ်လဲကျွန်တော်ကဟိန္ဒူစတန်နီစကားကောင်းကောင်းပြောတတ်ပါတယ်ဒါပေမဲ့ဘီဘီနဲ့ကျွန်တော်ကတော့အင်္ဂလိပ်လိုပဲပြောကြတာပေါ့ဘီဘီကအင်္ဂလိပ်စကားကိုသူ့မိစကားလောက်နီးနီးကျွမ်းကျင်ပါတယ်အော်ဟုတ်ပြီဒါတော့ဘီဘီရဲ့ကျွန်တော်ရဲ့မိတ်ဆွေဘဝကနေချစ်သူဘဝကိုရောက်သွားကြပါတယ်ဒါကတော့ဒီလိုပဲဖြစ်ရမယ်လေဟဲ့ကိုစင်ရကငြိမ်၍နားထောင်နေရမှဝင်၍ထောက်လိုက်ပြီကဲဆက်ဆန်းပါဦးလို့နဲ့လွန်ခဲ့တဲ့3လလောက်ကဘီဘီဟာကြောင်းလဲလာပါတယ်ကျွန်တော်နဲ့တွေ့တဲ့အခါမှာအရင်ကလိုဟဲ့ဖက်ပြောရွှင်မရှိပါဘူးဒါကြောင့်ကျွန်တော်ကဘီဘီရဲ့မင်းကိုတကယ်မှချစ်ရလားကွယ်ကိုတို့မြန်မာလူမျိုးဆိုတာချစ်မိရင်ကြည့်ကြမုန်းမိရင်ကြည့်ကြတဲမဲရှိတဲ့လုံးလို့တကယ်လို့များဘီဘီဟာကိုမချစ်တော့ဘူးဆိုရင်တော့ကိုတိတ်ပြီးစိတ်ထိခိုက်မိမှာပဲလို့ပြောလိုက်မိတယ်ဒီတော့သူကဘာပြောသလဲပြောပါတယ်ဘီဘီမပြောတာဟာကိုဘီဘီကိုချစ်တာဟာတကယ်ချစ်တာမဟုတ်ရဲ့လားလို့ဆိုရင်နေလို့ပါတဲ့ဒီလိုပဲကျွန်တော်ကတကယ်ချစ်တာပါဘီဘီရဲ့မင်းရောအောင်ကိုရင်ကိုခွဲပြီးပြပါဆိုလဲပြပါမယ်လို့ပြောလိုက်တယ်ဗျလှုပ်ဆန်းပါအောင်ဒီတော့ဘီဘီကရင်ကိုတော့မခွဲပါနဲ့တဲ့ဘီကိုချစ်ရင်ဒီလက်ကလေးပဲဆက်ပေးပါဆိုပြီးသူ့စာရီတဲကညာဘက်လက်ကိုအပြင်ဘက်ထုတ်လိုက်တယ်ခင်ဗျကျွန်တော်ဖို့တော့ကဘာကြီးချလဲတော့တလားတော့အောင်မိပါတယ်စိတ်မကောင်းလည်းဖြစ်မိတယ်ဝမ်းလည်းနည်းဖြစ်ရတယ်လက်ကဘာဖြစ်လို့လဲညာဘက်လက်ကလက်ကောက်ဝက်ကနေတိပြက်နေတယ်ခင်ဗျတကယ်လို့များဘီဘီဟာအဲ့ဒီလက်ပြတ်မနေဘူးဆိုရင်မိုးပေါ်ကနဲ့သမီးနဲ့တောင်ကျွန်တော်ကကြေးကြောပေးပြီးအလှပြန်ဝန်းပါတယ်အကိုကြီးကတကယ်ပါပဲတနာစရာကောင်းလိုက်တာလက်နဲ့နန်းဝင်ရမောင်းဘလို့ခံစားရမလဲဆိုတာကြောက်ကိုချင်းစားမိပါတယ်ဒါနဲ့အရင်ကသူ့လက်ကိုမကြည့်မိဘူးလားခါတိုင်းတော့စာရီခြုံထားတဲ့ရှေ့ဘက်ကစာရီစားကိုသူ့ရဲ့အင်မတန်လှတဲ့ဘဲဘဲလက်ကလေးနဲ့ဆွဲစီပြီးတိုင်ထားတာခင်ဗျာညာလက်ကအတွင်းမှာအမြဲထည့်ထားတာပြီးတော့ကလမာလေးတိုင်းလိုကလည်းဒီပုံစံအတိုင်းခြုံထားကြလေတော့ဘယ်သိပါမလဲတခါဘီဘီအနေနဲ့မြန်မာလူမျိုးကိုအထင်သေးတော့မှလည်းတကြောင်ကျွန်တော်ကိုယ်တိုင်ကလည်းလက်မထက်ရသေးတဲ့ချစ်သူကိုပိုင်စိုးပိုင်နဲ့မပြည့်ရတာကလည်းတကြောင်မို့တွေ့ရင်မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောတာကလွဲလို့တခြားမရှိလေတော့မသိဘူးပေါ့ခင်ဗျာစောင့်ထိန်တာကိုအားတယ်လို့ထင်တတ်ကြတဲ့လူတွေအတွက်တော့ကျွန်တော်ဟာလူအပ်တယောက်ပေါ့ကိုကြီးဟာဒီလိုစောင့်ထိန်တာဟာစိတ်ထားခိုင်ခန့်တဲ့ယောက်ျားတွေရဲ့အလုပ်ပါချစ်သူကိုလက်မထပ်ခင်မှာအပိုင်ကြံထားမှစိတ်ချရတယ်ဆိုတဲ့လူမျိုးတွေဟာသူတို့ရဲ့အတွင်းစိတ်မှာသူ့ချစ်သူကိုအကြက်ကင်ပြီးချုပ်ချယ်ထားတဲ့စိတ်ရုပ်ကလေးကိုကတ်နေလို့ပါတိပြောရရင်မရခင်အပိုင်ကြံထားမယ်ဆိုတဲ့လူမျိုးဟာချစ်သူကိုကာမဆက်ဆံရေးကိစ္စကလွဲပြီးမုံမြင့်မြတ်သဘောမထားတတ်တဲ့လူငယ်တွေရဲ့အလုပ်ပါလက်ဖက်နန်းဝင်တော့မောင်အပြုတ်မှုကိုလေးစားပါတယ်ဆက်ဆမ်းမအောင်ဇလန်းကအရေးကြီးဒီ climate ရောက်နေပြီဟုတ်တယ်ဒီနေရာကစပြီးအရေးကြီးတာပဲကိုစင်ရကပါဝင်ပြီးထောက်ခံလိုက်ပြန်တယ်လက်ဖက်နန်းဝင်ဒီစင်ဆေးပြားလေးနှစ်ပြားသုံးပြားယူရင်ငုံလိုက်ပြီဒီလိုပါကိုကြီးဟာဘီဘီဟာမကိုကလမာလေးမဟုတ်ပါဘူးမြန်မာအမျိုးသမီးတဦးပါဘီဘီနာမည်အစစ်အမှန်ဟာမနုစာရီဖြစ်ပါတယ်မနုစာရီရဲ့လက်ဝါးတစ်ဖက်ကိုမနုစာရီတို့ရဲ့မျိုးစဉ်မျိုးဆက်လိုက်တစ်ဖက်နဲ့တစ်ဖက်ရံပြုတ်လာကြတဲ့ဆွေမျိုးတစုဟာဖြတ်ယူပြီးမြန်မာပြည်ကြောက်စင်မြို့ဝေဘူးတောင်ပေါ်မှာရှိတဲ့ကြောက်တစ်တာကြီးထဲမှာထိတ်ထားပါတယ်မပုံမတော့အောင်ရှေ့ခေတ်လက်ဝက်စေးပညာနဲ့စီရင်ပြီး
ထည့်ထားခဲ့တာမို့အခုထပ်တိုင်မှာပုံမတိုးပဲရှိပါသေးတယ်တကယ်လို့ဒီလက်ကိုပြင်ရမယ်ဆိုရင်အိန္ဒိယမှာပြန်ပြီးစပ်ပေးနိုင်တဲ့အိန္ဒိယတိုင်းရင်းဆေးပညာရှင်တွေရှိပါတယ်မနုစာရီအခြားလူကိုမခိုင်းတာနဲ့ပတ်သက်လို့တော့ဘုံနှန်းဝေကိုရှင်းမပြပါရစေနဲ့ရောမနုစာရီကိုတကယ်ချစ်တယ်ဆိုရင်ဘုံနှန်းဝေမြန်မာပြည်ကိုပြန်သွားပြီးမနုစာရီရဲ့လက်ကိုယူပေးပါလားယူပေးမယ်မပေးဘူးသာဖြေပါတခြားဘာမှမမေးပါနဲ့တော့မနုစာရီကတော့မေးလဲဖြေမှာမဟုတ်ဘူးတကယ်လို့ယူပေးမယ်ဆိုရင်ကြောက်တက်တာထဲမှာအခြားလက်ပြတ်တွေများရှိနေခဲ့ရင်မနုစာရီရဲ့လက်ဝါးမှာဂျီယာလို့ခေါ်တဲ့အမှတ်သားလေးကိုစင်းပင်ထိုးထားပါတယ်ကျွန်တော်ကမနုစာရီကဒီတိုင်းပြောပါတယ်အကိုကြီးဂျီယာဆိုတဲ့အမှတ်သားဆိုတာကိုရေးပြတာကတော့ဒီတိုင်းပါပဲလက်ဖနနန်းဝေဒီစပွဲဘဲပေါ်၌ရေးတဲ့ရေးတယ်ပြတဲ့အမှတ်သားမှာအခုပြထားတဲ့ပုံတိုင်းဖြစ်ပါတယ်ဒီတော့လက်ဖနနန်းဝေကဘလို့အဖြစ်ပေးတယ်လဲကျွန်တော်ဟာချစ်သူဘီဘီခေါ်မနုစာရီသာခိုင်းမယ်ဆိုရင်ဘဝေတောင်ကကြောက်တက်တာတဲ့ကမှသာမဟုတ်ဘူးငရဲပြည်ကိုစင်းပြီးငရဲဒေကြီးတွေကနှိုက်ယူရမယ်ဆိုရင်တော့ယူပေးမဲ့လူပါကိုကြီးဒါပေမဲ့မကြခင်ယူပေးမဲ့ဂရိပေးပြီးလမ်းခွဲခဲ့ပါတယ်ပြီးတော့ကဘာသက်ဖြစ်သေးလဲလို့နေနန်းဝင်ဒီကိစ္စကိုကျွန်တော်နဲ့ရင်းနှီးတဲ့တခြားစစ်ဗိုလ်2ယောက်ကိုဖွင့်ပြီးတိုင်ပင်ပါတယ်အဲဒီစစ်ဗိုလ်2ယောက်ကကျွန်တော်ပြောတာကိုလုံးလုံးယုံကြည်မှုမရှိကြဘူးအဲဒီတော့သူတို့2ယောက်ကနေစစ်တပ်မှုကိုတိုင်ပါလေရောဗျာအဲ့ဒီလိုစစ်တပ်မှုကိုတိုင်လိုက်တော့စစ်တပ်မှုကကျွန်တော်ကိုခေါ်ပြီးတွေ့တယ်အဖြစ်ပြအသေးစိတ်ကိုမေးတယ်ကျွန်တော်ကလည်းအမှန်တိုင်းပြောပြပါတယ်ဒါပေမဲ့ကျွန်တော်စကားကိုစစ်တပ်မှုကမယုံဘူးခင်ဗျသူကပြောပါတယ်မင်းချစ်သူဘီဘီခေါ်မနုစာရီဆိုတဲ့ကောင်မလေးကိုငါနဲ့တွေ့ပေးပါတွေ့ပေးလို့မင်းပြောတာဟုတ်ခဲလို့ရှိရင်ကြောက်စင်မျိုးကကြောက်တက်တာကြီးတဲ့ကလက်ပြတ်တစ်ဖက်ကိုမင်းကိုယ်တိုင်သွားယူဖို့မလိုပါဘူးကြောက်စင်မှာရှိတဲ့စစ်တပ်ကိုဒီကနေတန်ရိုးရိုက်ပြီးယူခိုင်းလိုက်ပါမယ်အဲ့ဒီလိုဆိုတော့လက်ဖက်နန်းဝေကဘီဘီနဲ့စစ်တပ်မှုကိုပြစ်ဆုံးမပေးခဲ့ဘူးလားပြစ်မပေးပဲပဲနေပါမလဲကိုကြီးကိုအောင်ထုံးညာကျွန်တော်ဘီဘီအိမ်ကိုတစ်ခေါက်မှမရောက်ဘူးပါဘူးဒါပေမဲ့ကျွန်တော်မှသူပေးထားတဲ့လိပ်စာရှိတယ်မဟုတ်လားအဲ့ဒီလိပ်စာအတိုင်းဒီနေ့စေးုံလန်အမှတ်30ကိုစစ်တပ်မှုကိုပါတခါတည်းခေါ်သွားတော့တာပေါ့ကျွန်တော်စကားကိုမယုံနဲ့ကျွန်တော်တန်ငယ်ချင်းစစ်ဗိုလ်2ယောက်ကိုပါတခါတည်းခေါ်သွားပါတယ်ဘီဘီနဲ့တွေ့ကြရောဆိုပါတော့မတွေ့ပါဘူးကိုကြီးအောင်ထုံးညာကိုဆိုပါလက်ဖက်နန်းဝေဒီစိတ်ပြတ်ညှိုးငယ်တော့နဲ့မျက်နှာနဲ့စကားကိုရက်ကကောင်းဦးကောင်းကိုမုန်းပြစ်တိုက်လီကျွန်တော်ဒီသူရတက်တဲ့ပြေဆောင်လုံလောက်တည်ခုကျွန်တော်ယူဆထားသူမှာစိတ်ပြအားငယ်ခြင်းဖြစ်သွားသည့်အခါ၌လုံသွားတနာတက်ဖြစ်ရာယခုလည်းလက်ဖက်နန်းဝေသည်မျောလင်းချက်ကင်းမဲ့သူတယောက်အဖြစ်စိတ်ပြအားငယ်သွားသည်ကိုတွေ့ရသည်ဖြင့်ကိုချင်းစာစိတ်ဖြစ်တနာမိလေတော့သည်ထိုအခါ၌ကိုစင်ရကကျွန်တော်အားဆက်ရင်မေးရင်ညနေမြင်နေတဲ့အချက်ပြလီထို့ကြောင့်ကျွန်တော်ဒီဆက်လက်ရမြင်းမြန်းရန်အတွက်အတော့အာနာတင်းရနေပြီးမြင်းမြန်းပြပြန်သည်ဘလို့ကြောင့်မတွေ့ရတာလဲလက်ဖက်ဒီလိုပါကိုကြီးအောင်တော့ဘီဘီကျွန်တော်ကိုပေးထားတဲ့အီဒင်စေးုံလန်းအမှတ်30ဆိုတာကအိမ်မဟုတ်ဘူးဗျရှင်းနှစ်ပေါင်းများစွာကလေးကရှိခဲ့တဲ့ငကုန်းကြီးတစ်ခုဖြစ်နေတယ်ဟာငကုန်းဗာလိလက်ရဲ့အမီနာမကတော့အတိအကျကျွန်တော်မသိပါဘူးလက်ချင်းနဲ့သမီးလိုလက်6ဖက်နဲ့ရှေးဟောင်းကလေးလူမျိုးစုကလေးတစ်ခုကကိုးကွယ်တဲ့နတ်သမီးတအူးရဲ့ငကုန်းပါပဲအဖြစ်ပြက်ကလေးကတော်တော်လေးစမ်းကျင်နေပါတယ်လက်ဖက်နန်းဝင်ဒီလိုအဖြစ်ပြက်ကစမ်းလေကျွန်တော်မှပို့ပြီးဒုက္ခရောက်လေပေါ့ခင်ဗျာစစ်တပ်မှုကလည်းကျွန်တော်ကိုဘလို့လဲပုံနှန်းဝင်ခမည်းကြီးသားကဒီကလားတွေကိုးကွယ်တဲ့နတ်သမီးများလားပြလို့တော့ခက်ထိမတော်တရော်တယ်ကျန်တဲ့စစ်ပုံ2ယောက်ကလည်းပြုံးစိတ်နဲ့ကျွန်တော်ကိုကြည့်လိုက်တဲ့အကြည့်ဟာကျွန်တော်ဖြစ်တက်ပြီးတိတ်ကျင်လောက်အောင်ကိုရှက်မိတော့တယ်ဗျာကျွန်တော်ကမကျင်တဲ့သေးတာနဲ့ဘီဘီရဲ့ပုံပန်းတရံကိုပြောပြပြီးအနည်းနာစုံစမ်းကြည့်ပြန်တော့ဒီနားမှာလူတွေကဒီမှာသူတို့နေတာကြားပြီးဆိုပဲကျွန်တော်ပြောတယ်မင်းကလေးမျိုးတစ်ချိန်တစ်ခါမှမနေဘူးရုံမဟုတ်ဘူးဒီနာမည်မျိုးဒီပုံစံမျိုးနဲ့ခဏလာရောက်ပြီးတဲခိုတဲ့လူတော်မရှိပါဘူးလို့ပြောကြတယ်အဲ့လိုနဲ့စစ်တပ်မှုနဲ့လက်ဖက်နန်းဝေတို့ပြန်လာကြရောဆိုပါတော့ရိုးပြန်လာရင်တော့တော်တာပေါ့ဗျာအခုတော့ကျွန်တော်ကိုစစ်တပ်မှုကဆရာဝန်တွေဘာတွေနဲ့စစ်ဆေးပါလေရောဗျာစားတော့ကျွန်တော်ကအစ်မခံပါဘူးဒါပေမဲ့စစ်တပ်မှုကစမိတ်ကိုအတုံးချပြီးအစ်ခံခိုင်းတဲ့အတွက်စစ်ခံရပါတယ်ဆရာဝန်တွေကစစ်ဆေးပြီးတော့ဘလို့များထင်မြင်ချက်ပေးကြတယ်လေဆရာဝန်တွေကတော့ကျွန်တော်ပုံမှာယောဂရှာလို့မတွေ့ပါဘူးဒါပေမဲ့ကျွန်တော်တွေးခဲ့တဲ့ဆိုတဲ့ဘီဘီခေါ်မနုစာရီဆိုတာဟာတကယ်မရှိတဲ့အရာကိုရှိတယ်လို့ထင်မြင်တက်တဲ့အာယုံမှာဆွဲလန်းမှုယောဂအင်းနာမည်တက်တော့တာပေါ့လက်ဖက်အဖြစ်ကလည်းတင်မြောင်နဲ့နှက်တဲ့အဖြစ်ပြက်တစ်ခုပဲပြောကျွန်တော်လည်း green channel တွေနဲ့စလိတ်ကုန်မိမိလိုက်ရင်လက်ဖက်ငန်းဝေကလည်းဒီကော့အင်းကြီးအတွင်မှာရွှေအောင်စကရစ်ဘူးကလေးကိုထုတ်ကလွန်ဆောင်မှွှင်းချိုင်လာတဲ့
ကလအုပ်တစ်စိတ်စီကရကိုထုတ်၍စင်စွဲတန်းကလေးတွေချုပ်ကအင်းနေရချိုက်ဖွာနေလေကိုစင်ရကလည်းဦးကြောင့်လုံးစေးပြင်းလိတ်ကိုခဲ၍တလုံးတစ်ပါးသားမြားဝင်ရောက်ပြောဆိုခြင်းမရှိဘဲနေရာမှာအဖြစ်ပြကတော်တော်လေးထူးတယ်ဗျစစ်တပ်မှုကမယုံနိုင်တာလည်းမပြောနဲ့ကျွန်တော်အနေနဲ့လည်းမယုံပါဘူးဒါပေမဲ့လက်နဲ့နန်းဝင်ဟာငငယ်ကတည်းကလိန်ညာပြီးပြောဆိုတတ်တဲ့အကျင့်မရှိပါဘူးဆိုတဲ့အချက်တစ်ချက်ပဲဒါကြောင့်သူပြောတဲ့ကိစ္စဟာဖြစ်နိုင်မဖြစ်နိုင်ဝိုင်းပြီးစဉ်းစားနိုင်အောင်လို့ကိုအောင်ထုံးကိုကျုပ်ကဖိတ်လိုက်တာပဲကဲစက်ပြီးပြောပါအောင်လက်နဲ့နန်းဝင်အဲ့ဒါနဲ့ကျွန်တော်လည်းဘီဘီနဲ့တွေ့နေကြနေရလေးကိုဒီတိုင်းသွားပြီးစောင့်ခဲ့ပါလေဒါပေမဲ့ဘီဘီကိုနောက်ထပ်မတွေ့ရတော့ပါဘူးလက်နဲ့နန်းဝင်ကြီးပြောပြီးစကားကိုရပ်လိုက်ကအပေါ်သို့ဝေး၍တက်နေသောစလိတ်မီကိုများအားငေးစား၍ကြည့်နေတဲ့ဖြစ်ကျွန်တော်ပြတ်သွားသောစကားပြန်ရေးဆက်မိရန်အတွက်ဒီကောင်တစ်ခုထပ်ရင်မေးရပြန်တယ်နောက်ထပ်ဘာတွေထူးထူးဆန်းဆန်းဖြစ်သေးတယ်လဲလက်နဲ့နန်းဝင်စူးစမ်းတာတစ်ခုတော့ရှိတယ်စစမ်းမအောင်ပြောသမ်းမအောင်ကျွန်တော်အီဒင်ဆေးရုံနဲ့အမှတ်30ကနှကုန်းကိုတစ်ခေါက်ထပ်ပြီးသွားသေးတယ်ခင်ဗျကျွန်တော်သွားတဲ့အချိန်ကမနက်စောစောပိုင်းဆိုတော့နှကုန်းမှာလူရှင်းနေတယ်နှကုန်းဆောက်ကပိယကလာအဖိုးကြီးပဲရှိတယ်နှကုန်းတစ်ခုလုံးကအမွှေးတိုင်းတွေတော့ဗန်းအမွှေးတော့ညွေထုံးထားတော့မှုှေးကြိုင်နေတာပဲခင်ဗျအဲ့ဒါနဲ့နသမီးပုံကိုကြည့်ပြရစီလို့ခွင့်တောင်းပြီးတေးသေးချာချာသွားကြည့်တော့နသမီးပုံဟာတကယ်လူအရွယ်လောက်ထုထားတယ်ခင်ဗျလက်ကလည်း6ဖက်ရှိတယ်ထုထားတဲ့ဗဘူးလက်ရကတော့ကောင်းလိုက်တာဗျာတကယ်ကိုအသက်ရှိတဲ့နသမီးကြနေရပဲနသမီးရဲ့လေတိုင်းမှာလေကိုယ်ကွယ်တဲ့လူတွေလာပြီးဆွဲပေးထားတဲ့ရွှေပရက်ရွှေကျိုးစိန်ကျိုးတွေရှိတယ်နှစ်ခုပေါ်မှာတော့ကျိုးကလေးတကုံးမှာအလဲမှာဗရမများကလေးတစ်လုံးတက်ထားပြီးဒီဆွဲထားတာကိုတွေ့ရတယ်နသမီးရဲ့နာမည်ကိုသိချင်လို့မေးတော့ကပရိယကြီးကကောင်းကောင်းမဖြေနိုင်ဘူးဖះလိုပဲပြောတယ်နသမီးရဲ့လက်6ဖက်ရှိတဲ့အနယ်လက်တစ်ဖက်မှာတော့ကျွန်တော်တို့မြန်မာပြည်မှာဗုဒ္ဓတရဏံပန်းလို့ခေါ်တဲ့ပန်းမျိုးတွေကိုလူတွေကလာပြီးလှူထားတယ်ခင်ဗျကျွန်တော်နဲ့ကပ္ပိယကြီးစကားပြောနေတော့မှကလားကြီးတယောက်ရောက်လာပြီးအဲ့ဒီလက်ထဲမှာဗုဒ္ဓံတရဏံပန်းတွေထပ်ထည့်ပြီးဒီဆူတောင်းတာကိုတွေ့ရတာနဲ့အဲ့ဒီကလားကြီးကိုမေးကြည့်တော့အဲ့ဒီကလားကြီးအစိုးကတော့ဒီနတ်သမီးဟာဘေးရင်လက္ခဏာအတက်ကိုစောင့်ရှောက်တယ်ဆိုပဲလက္ခဏာဆရာလုံးမဲ့ဘေးရင်ဆရာလုံးမဲ့သူတွေကဒီနတ်သမီးရဲ့ဗုဒ္ဓတရဏံပန်းနောက်ပြီးကျွန်တော်တို့မြန်မာပြည်မှာတက်စပန်းလို့ခေါ်တဲ့ပန်းမျိုးကိုလှူဒန်းပြီးဒီပူဇော်ရင်ဟောပြောတဲ့ဘေးတွေဟာမှန်ကန်ပြီးနာမည်ကြီးတော့တာပဲတဲ့ခင်ဗျပြီးတော့လက်6ဖက်ထဲမှာလက်တစ်ဖက်ဟာလက်ကောက်ဝင့်နေရာကနေကျိုးနေတာကိုတွေ့ရတယ်ခင်ဗျဒါနဲ့ကျွန်တော်ကကပ္ပိယကြီးကိုဒီနေရာမှာကျိုးနေတယ်ကြည့်လို့မကောင်းဘူးဘဝဆရာခေါ်ပြီးပြန်ဆက်လိုက်ပါလားပြောတော့ကပ္ပိယကြီးကလူမှာတစ်ခုခုဖြစ်ရင်ဖះကလုပ်ပေးနိုင်တယ်ဖះမှာတစ်ခုခုဖြစ်ရင်တော့လူကလုပ်မပေးနိုင်ပါဘူးလူကလေးရဲ့လို့ကျွန်တော်ကိုပြန်ပြောတယ်ကပ္ပိယကြီးပြောတဲ့စကားဟာရိုးရိုးကလေးပါပဲဗျဒါပေမဲ့ဒီလိုဆိုဖြစ်ပါတယ်နော်ဒါနဲ့တတိထားမိမှာပေါ့ဟိုကျွန်တော်ကကြားဖြတ်ရေးဝင်ပြောမိလေကျွန်တော်ဤကြားဖြတ်စကားဆုံးတင်တဲ့ဒီတိုင်းနဲ့လက်ဖက်နှမ်းဝင်ရဆက်ပြဒီလိုဆိုဖီပါတယ်မပါဘူးဆိုတာတော့ကျွန်တော်မစင်စားမိခဲ့ပါဘူးဟိုဒါပေမဲ့လက်သမီးရုပ်ရဲ့အောက်နားမှာစောစောကကျွန်တော်ပြောတဲ့လက်ကောက်ဝင့်နေရာကကျိုးနေတဲ့လက်ရဲ့လက်ဝါးပိုင်းကလေးကိုကလပ်ကလေးတစ်ခုရဲ့နဲ့တင်ထားတာတွေ့ရတယ်ဗျဒါနဲ့အဲ့ဒီကလပ်ပေါ်ကလက်ပြက်ကလေးကိုကြည့်လိုက်တော့ဘာဖြစ်လဲလဲကျွန်တော်လည်းတိလို့စိမ့်နဲ့ညသိထားခြင်းမရှိပဲအငမ်းမရမေးလိုက်မိတယ်ဘာတွေ့ရမှာလဲကိုကြီးကဘီဘီကျွန်တော်ကိုပြောပြတဲ့ GR ဆိုတဲ့သစိတ်ကလေးကိုတွေ့ရတယ်စောစောကစပွဲပေါ်မှာကျွန်တော်ရေးပြတဲ့သစိတ်လေးတော်တော်အံ့ဩဖို့ကောင်းနေပြီကိုစိန်ကလက်နဲ့နန်းဝေတော့မပြောတတ်ဘူးသူပြောပြလို့တဆင့်ကြားရတဲ့ကျွန်တော်အဖို့တော့အံ့တော်ဖြစ်မိတယ်နော်စက်ပြီးပြောပါအောင်လက်နဲ့နန်းဝေကျွန်တော်ကပ္ပိယကြီးကိုလက်ပြက်ပေါ်က GR သစိတ်နဲ့ပတ်သက်လို့မေးချင်ကြည့်ရသူကလည်းဒီသစိတ်ဟာ GR လို့ခေါ်ကြောင်းဒီနတ်သမီးရဲ့သစိတ်ဖြစ်ကြောင်းတော့ပဲပြောနိုင်တယ်ဒီနတ်သမီးဟာဘယ်တော့ကလောက်ကလေးကဒီလူမျိုးတွေကိုယ်ခဲ့ကြတာလေလို့မေးကြည့်တော့ကပ္ပိယကြီးပြောပြချက်အရဆိုနှစ်ပေါင်း3000နီးပါးရှိပြီဆိုပဲခင်ဗျနောက်ထပ်ဘာတွေထူးထူးဆန်းဆန်းဖြစ်သေးတယ်လဲဒါပေမဲ့နန်းဝေအခုထိတော့ Arabian Night ခေါ်တဲ့1000တညပုံမြင်မျိုးနားထောင်ရတယ်လို့ပါပဲဗျတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်နောက်ထပ်တော့ဘာမှထူးထူးဆန်းဆန်းမဖြစ်တော့ပါဘူးဒါပေမဲ့စစ်တပ်မှုကကျွန်တော်ကိုဆရာဝန်တွေရဲ့စေးစာအရာမြန်မာပြည်ကိုပြန်ပို့ခဲ့ပါတယ်ကျွန်တော်မြန်မာပြည်ပြန်ရောက်တော့တနင်္ဂနွေ2ပတ်ရှိသွားပြီစစ်ဆေးရုံနဲ့စစ်ရာထူးကအတွင်းဝင်ရုံကကျွန်တော်ကိုစစ်ဆေးပြီးတမတော်ကနေငိမ့်စားပေးလိုက်ပါပြီငိမ့်စားပေးလိုက်တာဘယ်လောက်ကြာသွားပြီလဲလို့နန်းဝင်တနေ့ကပဲထွက်ဆဲခွင့်တစ်နှစ်ပေးလိုက်ပါတယ်ဒီတစ်နှစ်အတွင်းဘာတောင်းဝင်းမှမထမ်းဆောင်ရပေမဲ့တမတော်အရာရှိစည်ရင်းကမထုတ်ပယ်သေးပါဘူးတစ်နှစ်ပြည့်သွားတဲ့အခါမှာကျွန်တော်ဟာလုံးဝအနားယူသွားတဲ့အရသားဘဝကိုရောက်သွားပါပြီခင်ဗျဒီလိုဆိုရင်လက်ဖက်နန်းဝင်ကြောက်စေကကြောက်တက်တာကြီးစီကိုမြောက်သေးဘူးပေါ့
ကျွန်တော်မနှက်ဖြတ်မနှက်သွားမယ်ကိုကြီးဒါကြောင့်ကိုကြီးကိုစိန်ရကကျွန်တော်ကိုညစာဖိတ်ကြွေးတာပေါ့ကျွန်တော်ဒီလက်ဖလင်နန်းဝင်နဲ့ပတိပုံမြင်နဲ့တူလှတော့သူ့ရဲ့ဖြစ်ပျက်အားနားထောင်ပြီးတော့လက်ဖလင်နန်းဝင်အားစစ်စစ်သက်တစ်ချိန်ထက်ရအကဲခတ်မိပြန်တော့လေသူ့ရဲ့ပြီးကြီးစိစက်လှသောနှကမ်းများသည်မဟုတ်သည်ကိုဟုတ်သည်အလားကြီးဖြန်းလိန်ညာ၍ပြောဆိုမိသူမဟုတ်ကြောင်းထောက်ခံနေပြီးတကယ်တော့ရှိသည့်ပြင်ကြီးလင်းတောက်ပနေသောသူ၏မျက်လုံးများကလည်းဆရာဝန်၏စေးစာကိုရေးထားတဲ့ကဲ့သို့စိတ်ဝင်စားခြင်းတဦးမဟုတ်ကြောင်းအခိုင်အမာဖော်ပြလျက်ရှိသည်ဒီလက်ဖလင်နန်းဝေသည် secret အတစ်တလိပ်ကိုထပ်မှန်ပြီးနေရင်ကျွန်တော်နဲ့ကိုစင်ရအင်္ဂလိပ်ဘာသာမသိဒီလောကကြီးရဲ့ဘုရားရောင်အောက်မှာထူးဆန်းနေဆိုတာမရှိပါဘူးကိုမသိသေးတာကိုလူတွေကစမ်းတယ်လို့ထင်တတ်ကြပေမဲ့နောက်ဆုံးတတိချာချာနားလည်သွားတဲ့အခါမှာတော့စမ်းတယ်ဆိုတဲ့အရာဝတ္ထုတွေဟာတာမန်ရိုးရိုးကိစ္စတွေသာဖြစ်ကြောင်းကျွန်တော်ဒီလက်ဖလင်နန်းဝေ၏အင်္ဂလိပ်စကားပြောဟန်နဲ့လှူရှားပုံများကိုကြည့်ကအင်္ဂလိပ်ရုပ်ရှင်မင်းသားဘလင်တီနိုအားမျက်စိထဲ၌မြင်အောင်နေမိလက်ဖလင်နန်းဝေနှင့်စိတ်ကျဉ်သည့်အထိဟိုတယ်၌စကားပြောဆိုပြီးနောက်ကျွန်တော်တို့သည်တက်စီကားတစ်စီးစီငှားရမ်းကလူစုခွဲရေးပြန်ခဲ့ကြလေသည်ကိုစင်ရကအင်းစိန်သို့ပြန်ရပြီးကျွန်တော်ကမော်ဦးပင်ကုန်းကျွန်တော်အိမ်သို့ပြန်ရ၏လက်ဖလင်နန်းဝေမှာဘုံချီကုံဖျားအနီးခေါ်ရကုန်းစစ်တပ်တွင်ရှိလူမျိုးအရာရှိကြီးကြသို့ပြန်ရလေထိုနေ့ညကကျွန်တော်ဒီအိမ်သို့ည7:00 နာရီကျော်မှပြန်ရောက်ခဲ့၏အခါတိုင်း၌ဆိုအရက်တောင်းမိသောညများ၌အိယာထ၌ခေါင်းချလိုက်ခြင်းနှင့်အိပ်ပျော်သွားတတ်တော်လဲထိုနေ့ညတွင်တော်တော်နဲ့အေးမပျော်ပါဟုဆိုရင်မယုံနိုင်စရာအကြောင်းမရှိဘူးဖတ်ပြသွားတယ်လက်ဖလင်နန်းဝင်နဲ့ထိုးစမ်းသောလက်ပြတ်တစ်ခုဝတ္ထုအားဆရာကြီးမင်းသိန်းခါရေးသားခဲ့တယ်နဲ့ရေးသားခဲ့တဲ့မနုစာရီဝတ္ထုတွင်စာမျက်နှာ29မှာစာမျက်နှာ53အတွင်းကဝတ္ထုပိုင်းလေးဖြစ်ပါတယ်နောက်ဝတ္ထုပိုင်းလေးကိုလည်းကျွန်တော်နောက်ပိုင်းဆက်လက်တင်ပြပေးသွားပါမယ်ကျွန်တော်အခုဖတ်ပြရခြင်းမှာတချို့ဝတ္ထုလေးတွေပြောလို့ရှိရင်နောက်ထပ်ရာဇဝင်သမိုင်းကြောင်းလေးတွေကိုနားထောင်ခြင်းနဲ့ပရိသတ်တွေအတွက်ကျွန်တော်စာအုပ်ကလေးတွေကိုရှာဖွေဖတ်ရှုပေးထားတာဖြစ်ပါတယ်စာပေချစ်ပရိသတ်များအားလုံးနားထောင်နိုင်တယ်လို့မူရင်းရေးသားတဲ့ကြာမင်းသိခါနဲ့သက်ဆိုင်သူအားလုံးကိုလည်း credit ပေးပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်